အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့စိုက်ဖွင့်ဝဲလေးတစ်ခုမှာဘာလို့သွားချိန်မှာဖြစ်ပါတယ်ဆိုင်နေရာလေးကတော့မြောက်ဝတီရန်နဲ့ကမာကြီးရန်ထောက်က YCTC Sport Complex ထဲမှာရှိတာပါဆိုင်နာမည်လေးကတော့ The Corner ထိရောက်ပို့ပါတယ်သူကတီးရောက်ဆိုရင်မရိုးတီးရောက်မဟုတ်ပါဘူး။ bottom မှာဘာလေးလည်းပါပါတယ်။ BDM money အတွက်လည်း snooker ခုံ3ခုံရှိတယ်ပေါ့နော်။12ပေခုံ3ခုတော့ရှိပါတယ်။တနာရီကို1000လို့ပြောပါတယ်ဗျ။